စိတ်တရားကိုပဲမယ်နော်ဒါကြကြောင့်အင်ဂျီ frame မှာသုံးတဲ့တောက်ပေါ့နော်နလမနဲ့လီစိတ်အောက်ကိုဆင်းတယ်ဆင်းပြီးအခါကျကြောင့်ဒီလိုမျိုးလေးဆွဲလိုက်တယ်ပြီးသွားရင်ဒီမှာဒါဟိုဘက်ကိုနှစ်လေးစိတ်ဟိုဘက်ကိုလေးစိတ်ဒီဘက်ကိုလေးစိတ်ထွက်လိုက်တယ်ဒီတောက်တိုင်းမှာဟိုဘက်လေးစိတ်ဒီဘက်လေးစိတ်ပြီးအခါကျရင်မြင်းလေးကိုထောင်းမှန်လေးကြောင့်လက်ဆက်လိုက်တယ်နော်အဲ့လိုမျိုးလေးဖြစ်သွားတယ်ဖြစ်သွားပြီဆိုရင်ကျွန်တော်ဒါလေးကိုဒီမှာဒါလေးက PP point လေးရှင်ထိတ်အမှတ်လေးပေါ့နော် PP လို့သတ်မှတ်လို့ရတယ် PP point လေးအဲ့ PP နဲ့ကျွန်တော်ဒီမှာဒီရှေ့ချမ်းချိုင်းနဲ့ကျွန်တော်ဒီ PP နဲ့လှမ်းပြီးတော့ဆက်မယ်ပေခွေးကိုဘုလိုမျိုးပဲဒီနေရာမှာထားရဆိုရင်ဒီနေရာမှာပဲလုံးဝရွေ့သွားလို့မရအောင်เนาะရွေ့သွားရင်ကျွန်တော်မှားသွားလိုက်โอเคအဲ့ဆိုကျွန်တော်ဒီမျိုးလေးရှင်းပြအဲ့ဆိုရင်ကျွန်တော်ဒါလေးကိုမြင်းလေးလှမ်းပြီးတော့ဆက်ထားလိုက်ပါဒီတောက်လေးနှစ်ခုเนาะအခုလိုမျိုးလေးထပ်ထားရင်ထပ်ထားရင်ဆိုရင်ကျွန်တော်ဒါလေးကိုရောက်လေးပေခွေးလေးအခုလိုမျိုးလေးကင်မယ်เนาะအခုလိုမျိုးလေးကင်ပြီးတော့ဒီလိုမျိုးလေးကျွန်တော်လှမ်းပြီးတော့ဒီဘက်ပေါင်းရဲ့အပြင်ကိုလည်းကျွန်တော်မထွက်ဘူးဒီအလယ်မြင့်အပြင်ကိုမထွက်ဘူးနော်ဒီနေရာမှာတောင်ကျိုးကြီးတွေမဖြစ်အောင်ကျွန်တော်တို့ဝိုက်ထားပါနော်ဒီဘက်ခါကျရင်ကျွန်တော်ဒါလေးကိုကျတော့ဒီလိုမျိုးလေးပြေးလေးပဲလှမ်းပြီးတော့ဖြည့်မယ်တောင်လေးကိုတောင်ဆွဲတာလေးကိုတခြားလေးကြည့်ပြီနော်โอเคအဲ့ဒါအခုလိုပုံစံမျိုးလေးဖြစ်သွားပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာဒီအောက်လေးကိုတောက်ဆုံးတဲ့မြင်းလေးကိုတောက်လေးကိုပြန်ပြီးတော့ဆက်မယ်နော်ပေကွေးလေးကိုတခြားလေးကြိုင်မယ်နော်ဒါလေးရဲ့ရင်ဝင်လေးဖြစ်တယ်ဒါလေးရဲ့ကျွန်တော်ဒီညမှာတောင်ကျိုးကြီးဖြစ်နေတယ်ဖြစ်နေဆိုကျွန်တော်ပေတန်လေးနဲ့နည်းနည်းလေးဖြည့်မယ်ပေါ့နော်ဒီတောင်ကျိုးကြီးကိုကျွန်တော်မလို့ချင်ဘူးအဲ့ဒါတောင်ကျိုးကြီးစီဆိုရင်ကျွန်တော်ဆွဲတဲ့အခါမှာအဲ့ဒီချုပ်တဲ့အခါမှာအခက်အခဲဖြစ်တတ်တယ်နော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီပုံစံလေးပြီးသွားပြီနော်ဒီပုံစံလေးပြီးသွားပြီဆိုရင်ဒါလေးကပြီးပြီလားဆိုရင်ကျွန်တော်ရှေ့ချမ်း frame လေးကတော့ပြီးပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်ကျွန်တော်ဒီအောက်ပိုင်းကကျွန်တော်ကမလိုအပ်ဘူးနော်မလိုအပ်တဲ့အတွက်ကြောင့်ကျွန်တော်လိုတာကြတော့ကျွန်တော်ဒီမှာဘယ်လောက်လဲဆိုတော့ကျွန်တော်တို့လိုချင်တာကကျွန်တော်လိုချင်တဲ့အရှိရဆက်ခွန်เนาะဆက်ခွန်ဖြစ်တဲ့ကြောင့်ကျွန်တော်ဆက်ခွန်ကိုပြန်ပြီးတော့တိုင်မယ်เนาะဆက်ခွန်ဆိုတော့ကျွန်တော်ဒီကောင်ကကုတ်ခါဒီ level ကဒီကိုလာဆို15ယူထားတာလေဒီတိုင်းနဲ့ကျွန်တော်ပြန်တိုင်းပြီးဒီရောက်ကိုကျွန်တော်2လမ်းမှဆင်းလိုက်လေဒါဆက်ခွန်ပဲเนาะโอเคကျွန်တော်ဒီမှာဒါဝဲတိုင်ပြလိုက်မယ်ဒီမှာဆက်ခွန်ဒီအပေါ်မှာပေါင်နေတဲ့ကြောင်ဆက် point လေးတစ်ပိုင်းမှာမယ်ဒီမှာလည်းဆက်ခွန် point လေးတစ်ပိုင်းမှာเนาะအဲ့ဒါလေးကိုကျွန်တော်မြင်းပြောင်းလေးဆက်လိုက်ဒါလေးကကျွန်တော်လိုချင်တဲ့အင်ဂျီရဲ့အရှိโอเคဒီကောင်ခတ်တူတွေဖြတ်တာဖြစ်တယ်ခတ်တူဖြတ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဒါဟာကိုဒီရင်မြင့်နဲ့ခါမြင့်ဆက်ထားရအောင်ဒီလိုတောင်းမှန်လေးအောက်ကိုဆင်းလို့ရတယ်နော်ဒီလိုကွေးစရာမလိုဘူးဘာလို့ဆိုတော့ဒီခန္ဓာကိုယ်က slim fit လည်းပုံမှန်လည်းဖြစ်တယ်ကျွန်တော်အရင်လည်းဟောဖြစ်တာမဟုတ်ဘူးเนาะဒီမှာကျွန်တော်ပတ်လည်ကိုလည်းတိုင်းတိုင်း660ရှိရယ်เนาะကျွန်တော်တိုင်းကြမယ်တော့ဘယ်လောက်ရှိလဲဆိုတော့ဒီမှာ660ဒီထဲတောင်ကျွန်တော်တို့ဝင်နေပြီရယ်เนาะဒီထဲဝင်နေဆိုရင်ကျွန်တော်ဒီလိုမျိုးကြီးဥမာတော့ဒီလိုမျိုးဖြစ်တယ်ဒီလိုမျိုးကြီးပြန်ဆက်ကမှာလားဆိုအဲ့လိုမျိုးဆက်လို့မရအောင်เนาะဒီ2စိတ်ဒီမှာပိုတဲ့3စိတ်လောက်ကကျွန်တော်ဒီမှာတောက်စာထည့်လိုက်တဲ့အတွက်ကြောင့်ဒီဟာပျောက်သွားပြီเนาะတကယ်တမ်းသူ့ရဲ့ခွင်ကိုကျွန်တော်ဒီမှာပြန်ထောင်ပြန်မယ်ဒီကောင်ကကျတော့ဒီမှာ3စိတ်ပဲရှိတယ်ဒီဘက်ကကျတော့3စိတ်ကျော်လောက်ပဲရှိတယ်เนาะဒါသူ့ရဲ့ခွင်အားကြောင့်ကျွန်တော်ဒီဟာကိစ္စမရှိဘူးဒီလိုမျိုးတောင်းမယ်အဖြောင်းမယ်ဆွဲချလေးရဒီလိုမျိုးပြန်ပြီးတစ်စစ်ချိုးကြီးဆွဲပြရမလို့အဲ့ဒါလေးပြောချင်တယ်เนาะโอเคအဲ့ပြီးသွားတဲ့ခါကျရင်ကျွန်တော်ဒီကောင်ကတ်တင်ဖြတ်ချမယ်ဒါပေမဲ့ကျွန်တော်ဒီကောင်လက်မပတန်ဖြစ်တဲ့ကြောင့်ကျွန်တော်ချုပ်စာလေးထည့်တာကိုတစ်ချက်ပြပေးမယ်เนาะကျွန်တော်ဒီပေါ်ကိုဘယ်လောက်တက်မလဲဆိုတော့ပုံမှန်ဒီပေါ်ကိုကျွန်တော်2စိတ်3စိတ်လောက်3စိတ်4စိတ်လောက်ကျွန်တော်တက်လိုက်ပါဘောเนาะအဲ့လေဒီပေါ်4စိတ်လောက်တက်မယ်
40လောက်တက်ကျွန်တော်ပေခွေးလေးနဲ့အခုလိုမျိုးစောက်ဖို့ဖြတ်ပြီးတော့သွားမယ်ဒီအောင်လေးကျွန်တော်ဘယ်လောက်ဆင်းကျင်လဲဆိုတော့2စိတ်လောက်ဆင်းကျင်တယ်နော်ဒီလိုမျိုး2စိတ်လောက်ဆင်းမယ်ဆင်းပြတဲ့အခါကျရင်အောက်ကိုကျွန်တော်ဒီလိုမျိုးလေးဆွဲထားမယ်ဒါချုပ်စာလေးချုပ်စာဘယ်လောက်လဲဆိုတော့1လက်မနဲ့2စိတ်နော်1လက်မနဲ့2စိတ်ကျွန်တော်ခြံတယ်ဒီလိုပေခွေးလေးနဲ့ပြန်ပြီးတော့ပြေးမယ်နော်အောက်ကခောက်စာเนาะတကောင်ကျတော့အောက်ခောက်စာ1လက်မနဲ့2စိတ်ဖြစ်တယ်အဲ့ပြီးသွားတဲ့ခါကျရင်ကျွန်တော်ဒီမှာဒါအောင်တစ်ချက်ချင်းဘေးချုပ်စာကိုလည်းကျွန်တော်ဘေးချုပ်စာကိုကျွန်တော်1လက်မပဲခြံမယ်เนาะဘယ်ကူအောင်လို့လေအခုကချုပ်စာလေးကျွန်တော်ခြံတာလေးပြပေးရเนาะနည်းနည်းဆွဲလိုက်အောင်နော်အခုမှမရတော့တော့ဆွဲလိုက်โอเคအဲ့ဆိုရင်တို့ဒီမှာပခုံးလေးကိုလည်းဘလောက်ချမ်းမဆိုချုပ်စာပခုံးကကြတော့၄စိတ်ချမ်းလိုက်ပါပေါ့နော်ဒါအခုကျွန်တော်လက်ရှိကျွန်တော် daily wit တွေပါလေဆိုရင်ကျွန်တော်သုံးတဲ့ပတ်တန်လေးပေါ့နော်အရင်လည်းလွယ်ကူတယ်ပတ်တန်ဆွဲတဲ့အခါမှာပတ်တန်တစ်ခါဆွဲ15မိနစ်လောက်ပဲကြာရပါတော့ကတင်ဖြစ်တာနဲ့ပါမယ်ဆိုတော့အဲ့လောက်ပဲကြာပြီကျွန်တော်ဒီပတ်တန်လေးကိုလူတိုင်းအောင်လည်းသိစေချင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်အများဝေပေးခြင်းဖြစ်တယ်ပေါ့နော်ဒါချုပ်ဆက်ချန်တာအတိုင်းပဲကျွန်တော်တို့ညှချမယ်အပြည့်အခါကျရင်ဒီပေါ်လဲကျွန်တော်ညှချပါတယ်ဒီပေါ်အခုလိုမျိုးလေးချမ်းပြီးညှက်မယ်။ဘာကြောင့်လဲကျွန်တော်ဒီမှာရင်တွေကပြန်ပြီးပြင်အောင်မထောက်တွေထပ်တဲ့ခါတန်ဖိုးကြီးရောရင်ပြန်ပြီးချက်ရမှာဖြစ်တယ်လို့ဆိုနော်။โอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာဒီအောက်ပိုင်းလေးကိုတစ်ချက်ကြည့်။ဒီအောက်လေးကကြတော့ကျွန်တော်အခုလိုမျိုးလေးခောက်လိုက်မယ်။ဒီလိုမျိုးလေးခောက်လိုက်နော်။အဲ့ဒါလေးခောက်ပြီးညှက်လိုက်ပါ။ဘာလို့အောက်ကခောက်စာဖြစ်တဲ့ကြောင့်လေဒီလိုsorry ဒီကောင်မြက်ကလေးကျွန်တော်ဒီမှာပြန်ပြီးတန်ဖိုးကြီးပြန်ချင်ရအောင်မှဖြစ်တဲ့တော့မှားပါ sorry ဒါကာဗွန်လှည့်ရမှာနော်ကာဗွန်လှည့်ရမှာထွေးစင်းလှည့်ရနော်ကျွန်တော်အရင်ဆုံးဒီမှာထွေးစင်းလှည့်မယ်အခုဒီမှာဒီဂျိုင်းကိုကျွန်တော်ချုပ်စာမချန်သေးဘူးပြီးမှကျွန်တော်ထပ်ပြီးမှအကုန်ဂျိုင်းကိုဒီချာအတိကျရပြီဆိုမှကျွန်တော်ဂျိုင်းကို finish ဖြစ်မှကျွန်တော်ချုပ်စာကိုချက်နော်အခုလောဆယ်ကျွန်တော်ဒီမှာဒီအောက်က2စိတ်ဆင်းထားတဲ့မြင်လေးကိုဒီဟာလေးကိုကျွန်တော်ယူလိုက်မယ်နော်ဆွေးစင်လိုက်ရင်ဒီလိုကတင်မလေးနဲ့လိုက်တော့ဖုံသိမပြတ်စီတော့ဘောနော်နမို့ဖုံကတင်မမပါနဲ့ဟိုကခုံရဲ့ကြာရင်ပြတ်စီလာโอเคအဲ့ဆိုဒီဘေးချုပ်စာကိုလိမ်နေပြီးသွားရင်ဒီချုပ်စာကိုလည်းလှိမ့်မယ်ဘေးဆိုင်ဆင်းကိုလည်းလှိမ့်မယ်ပေါ့နော်။အဲ့ပြီးတော့အားနည်းလေးလှိမ့်မယ်။ဒီဘက်ခါကျရင်ဒါဒီမှာပခုံးမြင်းလေးလှိမ့်မယ်။အဲ့ပြီးတော့ပခုံးချုပ်စာလေးကိုပါလှိမ့်မယ်ထွေးစင်။အဲ့ဒီပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာဂျိုင်းလေးပါလှည့်ပြီးသွားရင်ကျွန်တော်ဒီမှာနေလိုက်အောင်โอเคအားပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ level လေးဖောက်လိုက်နော် level ကကျွန်တော်ဘယ်လောက်ရထားလဲ level ကဘယ်လောက်ရထားလဲဆိုတော့ကျွန်တော်290ရထားတယ်နော်290ရတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာပြန်ရရတဲ့အတိုင်းပဲ2လက်မနဲ့80ဒီ point လေးဖြစ်နော်โอเคအဲ့ရပြီးတော့ကျွန်တော်အောက်ကိုဘယ်လောက်ဆင်းလဲဆိုတော့ဒီမြင်ရပြီးအောက်ကို၄စိတ်ဆင်းလိုက်နော်ဒီမြင်ရမယ်ဆင်းပါနော်အဲ့ရဆင်းပြီးကျွန်တော်ဒီမှာတောင်းမှန်လေးကျွန်တော်ဆွဲလိုက်မယ်ဒီ၄စိတ်ကပြနော်အခုလိုတောင်းမှန်လေးဆွဲလိုက်ဒါ၄စိတ်ဆင်းတာမြင်လေးပါနော်တောင်းမှန်လေးဆွဲလိုက်တယ်ဒါနောက်ချမ်းလေပဲနော်အားလို့ကျွန်တော်ဒီမှာပေးပြီးဒီကောင်လေးနဲ့တောင်းနော်ဟာပြီးသွားခါကျရင်ကျွန်တော်ဒီမှာအပေါ်ပါကျွန်တော်ချုပ်စာလေး
ခြံလိုက်ချုပ်စာဘယ်လောက်လဲဆိုတော့ချုပ်စာ4စိတ်ပဲနော်โอเคဒါလေးကကြောင့်နောက်ချမ်းလေပင်လေးဖြစ်တယ်အဲ့ပြောရင်ကျွန်တော်ရှေ့ချမ်းလေပင်လေးပေါ့ရှေ့ချမ်းကိုကြတော့ကျွန်တော်တစ်ချက်ပြောချင်တယ်ကျွန်တော်ဒီမှာရှေ့ချမ်းမှာကျွန်တော်ပေါ့နော်ရှေ့ချမ်းမှာကျွန်တော်နောက်ချမ်းမှာကြတော့ကျွန်တော်ဒါကဘေးအကျယ်ပေါ့နော်ဘေးကျယ်က240ရတယ်ဘေးကျယ်က290ရတယ်နော်ဘေးကျယ်က290ရတယ်ဆိုရင်ကျွန်တော်တို့လေဘေးကျယ်က290ရတယ်ဆိုရင်ကျွန်တော်တို့လေဒီဟာကြတော့နှစ်လမှပေါင်းပေးမယ်အောက်ကြပါနော်အောက်ကြကိုကျွန်တော်2လမှပေါင်းပေးမယ်2လမှပေါင်းပေးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာဘယ်လောက်ဖြစ်မလဲဆိုတော့ +2 ပေါ့နော် +2 2လမှပေါင်းလိုက်မယ်ဆိုရင်အားဆိုရင်4 8ဖြစ်သွားပြီနော်အားဆိုအဲ့4 8ကိုကျွန်တော်တို့အောက်ကို4 8ကိုအောက်ကိုကျွန်တော်တို့ဒီလိုမျိုးလေးပန်းပြီးတော့တောင်းလိုမြင်းဆောင်လေးရှာလိုက်4 8ဆိုဒီပေါ်မှာပဲရှာရမှာနော်ဒီပေါ်မှာပဲကျွန်တော်4 8ကိုရှာရမှာရှာပြရင်ကျွန်တော်ဒါလေးကို11ကိုရမယ်ဒါဒီ11ကိုလေးနဲ့ကိုရမယ်နော်4 8ဆိုတော့နောက်တစ်ခေါက်ပြန်ပြောပြမယ်နော်4 8ကဘယ်ကရရလဲဆိုတော့ကျွန်တော်ဒီ2 8ကိုကျွန်တော်ပေါင်းလိုက်တာနော်ရှေ့ကြောက်လိုချင်တယ်ဆိုရင်ကျွန်တော်နှစ်လမှပေါင်းပေးရတယ်အဲဆိုရင်4 8ရနော်ဒါကတော့ကျွန်တော် level အရင်အစီရမဟုတ်ဘူးကျွန်တော် normal level လေးဖြစ်တယ်နော် okay အဲ့လေးကိုကျွန်တော်ဒီမှာ4 8ကိုနောက်တစ်ခုဘယ်လိုဆွဲရဆိုဒီလိုတောင်းမှန်ယူတာနော်ဒီလိုမျိုးတိုင်းတယ်ဒီလိုမျိုးဒီဟိုင်းမျိုးတိုင်းတယ်ဒီမှာ4လက်မနဲ့8ဆိုတော့ဒီ4လက်မ8ကိုဒီလိုမျိုးယူတာနော်အဲ့ကိုပူပြီးသိကြခြင်းနဲ့ဆိုလိုမျိုးတောင်းမှန်မြင်လေးဆွဲလိုက်ပါနော်ဒီလိုမျိုးလေးမြင်လေးရှာထားလိုက်ပေါင်းရင်းပုံမျိုးရှာအဲ့ရမျိုးမှာကျွန်တော်ဒီလိုမျိုးဒီကွေးလေးနဲ့ဝိုင်းဘယ်လိုပုံစံမျိုးလေးဖြစ်သွားလဲအားလေးကကျွန်တော်ချုပ်စာတစ်ခါလေးခြံထားလိုက်နော်ဘယ်လိုပုံစံမျိုးလေးဖြစ်သွားလဲအဲဆိုရင်ကျွန်တော်ဒါလေးတွေကိုနောက်ချမ်းကိုကောင်းအောင်နှိမ် tracing နှိမ်ထားလိုက်မယ်ဒီရောခါကျရင်ကျွန်တော်တစ်ခါလေးဒီကောင်ကိုညှက်ချလို့ရပြီဒီကောင်ရဲ့နည်းနည်းလေးပြင်နောက်ချမ်းမှာသွားပြီးထိမှာဆိုတော့အခုကျွန်တော်ညှက်တဲ့တိုင်းလေးပဲလိုက်ပြီးညှက်ပေးနော်။ဟောဆိုတော့ကျွန်တော်နောက်ချမ်းနေမှာကျတော့နည်းနည်းလေးစကားပြောရတယ်အဲ့လိုမျိုးညှက်ချလိုက်ရင်လေ။ Okay အခုလိုပုံစံမျိုးဖြစ်သွားပြီ။အားလေးကိုလည်းအားလေးလည်းဒီလိုမျိုး level ရှိ level မြင်နေပဲကျွန်တော်ဒီလိုမျိုးလေးညှက်ချလိုက်။နော်ဆိုရင်ဒီလိုပုံစံမျိုးလေးကြာပါနော်ရပါပြီဆိုရင်ကျွန်တော်ဒါလေးကိုဒီမှာ tracing နဲ့လှိမ့်ပြီးသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ tracing နဲ့လှိမ့်ပြီးသွားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကောင်လေးကိုနှစ်ရွက်ခွဲချလိုက်တော့မယ်နော်နော်ခုလိုပုံစံမျိုးလေးရပါတယ်နော်ရပါပြီဆိုရင်ဒီကောင်လေးကကြတော့ဒါလေးကရှေ့ချမ်းလေး front side ပေါ့နော်ဒီကောင်လေးကကြနောက်ချမ်းလေးနောက်ချမ်းလေးကကြတော့ဒီမှာ back side လို့မှတ်ထားလိုက် okay အဲ့ဆိုရင်ကျွန်တော်အရင်ဆုံးနောက်ချမ်းလေးကိုအရင်ဆုံးလုပ်မယ်နောက်ချမ်းကိုအရင်ဆုံးကျွန်တော်တောက်လေးတွေစားမယ်တောက်လေးစားမယ်ဆိုရင်ကျွန်တော်ဘယ်လိုစားမလဲဆိုတော့တော့ဒီမှာဒီမြင်းရဲ့ဒီရင်ဆုံးတဲ့မြင်းနဲ့ဂျိုင်းဆုံးတဲ့မြင်းနဲ့ဒီကောင်ပကုံးတဲ့မြင်းနဲ့ဒီအပေါ်မြင်းနဲ့အောက်ကမြင်းနဲ့တော့ဆက်နာလောက်ကိုကျွန်တော်ခံမှန်းပြီးတော့နေရာလေးယူလိုက်မယ်တော့အလဲတက်တဲ့ဆက်နာလောက်ပေါ့နော်ပြီးတော့ကျွန်တော်မြင်းဖြောင်းတစ်ချောင်းဆွဲလိုက်မယ်အဲဒီကဒီအပေါ်ကိုကျွန်တော်20အောက်ကို20နော်အားလေးကိုကျွန်တော်ဒီမှာဂျိုင်းမြင်းအဆုံးလေးဒီဂျိုင်းမြင်းလေးမှာနော်မှတ်တာနော်ပေါ်20အောက်20အားလေးရပြီးတော့ကျွန်တော်ဒီမှာ
ခုလိုတောက်ပုံစံမျိုးလေးကျွန်တော်ထိုးလိုက်တယ်နော်နော်အားပြီးတော့ခါကျရင်အခုလိုတောက်ထိုးလိုက်ဟာလေးလည်းအကြည့်ရဲ့လက်ဆောင်ပါလိမ့်မယ်ဆုံးအောင်ပြင်မရဘူးပြီးတော့ခါကျရင်ဒီကောင်လေးထပ်ဒါဘာကြောင့်ထပ်တာလဲဆိုတော့အခုဒီ pattern အတိုင်းပဲကျွန်တော်တို့အရုပ်မှာတော့တင်လိုက်တဲ့ခါကျရင် flat pattern ဖြစ်တဲ့အတွက်ကျွန်တော်တို့ကကက်ချက်မရှိဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်ကကက်ချက်လေးဖြစ်အောင်လို့ကျွန်တော် 3D pattern ပုံစံထုတ်တာနော်โอเคအခုလိုထပ်လိုက်တဲ့အတွက်ကြောင့်ဘာဖြစ်သွားပြီလဲဆိုတော့ဒီဘက်မှာခြုံထွက်သွားပြီနော်ခြုံထွက်သွားတော့ကျွန်တော်ကဖြေချအောက်ကကျွန်တော်ခါမြင်းနဲ့ကျွန်တော်ဒီမှာအပေါ် level မြင်းနဲ့ကိုလှမ်းပြီးတော့ဆက်မယ်ဆက်ပြီးတော့ကျွန်တော်ဒီမှာဒါလေးကိုမြင်းချောင်းလေးဆွဲလိုက်မယ်ပိုထွက်နေတဲ့အတွက်ဒါလေးကျွန်တော်ညှက်ချလိုက်ညနေကျကကြီးကအိမ်မှာဆိုတော့ကကြီးနဲ့ညက်ကတည်းအစင်ပြေဆက်ပူอ่ะโอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာဓာကြီးကိုစားချလိုက်တော့ဒီတန်ဖိုးတွေရော့ဒီတန်ဖိုးတွေရော့အဲ့ဆိုရင်ကျွန်တော်ဒီတန်ဖိုးတွေကိုပြန်ပြီးတော့ရှာမယ်နော်ဒီတန်ဖိုးတွေပြန်ရှာမယ်ပြန်ရှာဖို့ဆိုကျွန်တော်ဒီဟာ၄စိတ်ထပ်လာတာ၄စိတ်ထပ်ထားပြန်ဒီမှာကျွန်တော်၄စိတ်ကိုပြန်ပြီးတော့ဆင်းပေးရမယ်နော်ဒီမှာ၄စိတ်ကိုပြန်ပြီးတော့အောက်ကိုကျွန်တော်ဆင်းပေးရမယ်ဒါဆင်းထားတဲ့မြင်းပေါ့နော်မှတ်ထားလိုက်တယ်ပြီးတော့ကျွန်တော်ဒီမှာရင်တန်ဖိုးကိုလည်းချက်ကြည့်မယ်ရင်တန်ဖိုးကဘယ်လောက်လဲဆိုတော့ရင်တန်ဖိုးက9ဆိုကျွန်တော်ဒီမှာ9ကိုပြန်ပြီးတော့ရှာမယ်ဒီမြင်းပုံမှာပဲဒီ point လေးမှာပဲအဲဆိုကျွန်တော်ဒီမှာရင်တန်ဖိုးက9လေးစိတ်ဆင်းတာနော်ဒီအောက်ကိုကျွန်တော်လေးစိတ်ဆင်းတာဘာကြောင့်ဆင်းတာလဲဆိုတော့ဒီမှာလေးစိတ်ထပ်တာပြတဲ့ကြောင့်နော်အဲဆိုကျွန်တော်ဒီမှာရင်တန်ဖိုးက9အဲ9နဲ့ကျွန်တော်ဒီမှာအောက်ကကိုလိုချင်တဲ့အရှင်မြင်းနဲ့လှမ်းပြီးဆက်လိုက်တယ်နော်ဒါဆိုရင်ဒါရှင်မြင်းအမှန်ဖြစ်သွားပြီနော်အားပြီးသွားတဲ့ခါကျရင်ကျွန်တော်ဒီမှာရှေ့ရင်ကျနော်ရှေ့နောက်ကျောကျဘယ်လောက်လဲ6နဲ့စိတ်အရင်ယူထားတာအခုကျဘယ်လောက်ပဲရှိတော့6ပဲရှိတော့တယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာ6နဲ့စိတ်ကိုကျွန်တော်ပြန်သတ်မှတ်မယ်ဒီမြင်းလေးပေါ်မှာပဲဒီဘက်မှာ6နဲ့စိတ်အဲ့ဆိုရင်6နဲ့စိတ်ဒီကောင်ကကျတော့ဘယ်လောက်လဲဆိုတော့ကျွန်တော်ပခုံးကကျတော့9ဆိုတော့ဒီမှာပခုံးက9ပဲပခုံးတန်ဖိုးကမလျော့အောင်မလျော့အောင်ဆိုကျွန်တော်ဒီပေကွေးလေးနော်ဒီပေကွေးလေးနဲ့ကျွန်တော်ကိုရမယ်ချိုင်းကွေးရနော်ဒီပေကွေးရလိုအပ်တယ်နော်ဒီပေကွေးရချိုင်းပို့ပြီးတော့လှနော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာဒါလေးကိုအခုလိုမျိုးတောင်းမှန်လေးတလားဒီအောက်ကမြင်းရဒီမှာဥမာ30ပေါ့နော်30ကိုတန်းနေရမယ်မြင်းတောင်းမှန်ယူလဲဆိုတာနော်ဒီလိုမျိုးလေးအဆုံးသတ်တဲ့ဟာနဲ့ဒီလိုမျိုးလေးထွက်ထားလိုက်တယ်စောင်းလေးဖြစ်သွားဒါကဘာလဲဆိုတော့တောင်းမှန်နော်တောင်းမှန်သင်္ကေတလေးကြောင့်ပြထားမယ်နော်ဒီလိုမျိုးလေးဒါကတော့ကျွန်တော်လူတိုင်းနဲ့ပတန်ဆွဲနေတဲ့သူတိုင်းလည်းသိမှာပါနော်ဒါတောင်းမှန်သင်္ကေတလေးအဲ့လိုမျိုးလေးကျွန်တော်ယူထားလိုက်တယ်ယူထားပြီးတော့တောင်းမှန်ယူပြီးတဲ့အခါကျရင်ဒီအတွင်းထဲကိုကျွန်တော်ဘယ်လောက်ဝင်မလဲဆိုတော့၄စိတ်ဝင်မယ်ဒီမြင်း၄စိတ်နဲ့ပြီးတော့ဒီမှာကျွန်တော်ရှင်းရင်ကျမြင်းဆက်ထားတဲ့မြင်းနဲ့ဒီကောင်လေးကိုကျွန်တော်လှမ်းပြီးတော့ဆက်မယ်နော်တစ်ချက်တည်းရတဲ့သူကတစ်ချက်တည်းဟိုဖြစ်မယ်တစ်ချက်တည်းမရတဲ့ဆိုရင်20ကွေးမယ်ဒီမှာကျွန်တော်လမ်းပြသွားမယ်ဒီပေကွေးနဲ့ဆိုရင်အများတော့ပြင်တစ်ချက်တည်းရနော်ဒီဂျိုင်းကွေးလေးကအရန်နဲ့အဆင်ပြေတယ်နော်တကယ်လို့ဒီဂျိုင်းကွေးလိုချင်တယ်ဆိုရင်ကျွန်တော်ပြချစီစဉ်ပေးမယ်ပေါ့နော်တစ်မျိုးโอเคအဲ့ဒါဆိုကျွန်တော်ဒီမှာဂျိုင်းကွေးလေးရအောင်နော်ဒီလိုပုံစံမျိုးလေးဖြစ်တာဒါ၄စိတ်ထဲကိုဝင်နေနော်ဒီမျိုးကျွန်တော်ထပ်ခါပြန်ပြောတယ်ဗီဒီယိုတခြားလေးပြန်ကြည့်ပါနားမလည်နှစ်ခါပြန်ကြည့်ပါနော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာဂျိုင်းမြင်းလေးကဒါတော့ရင်ကျဲဆိုရင်ကျဲရပါပြီနောက်ဒီမှာရင်မြင်းဆိုလဲရင်မြင်းတန်ဖို့ရပါပြီနောက်တော့ခါးပဲတိုင်းအောင်ပါခါးတိုင်းမယ်ဆိုလဲခါးဘယ်လောက်ရှိလဲ4-9ရှိရဲဒီမှာခါးမြင်းပြန်တိုင်းကြီး4-9ခွက်တီးပဲရနော်sorry 4-9ခွက်တီးပဲရနော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာဒီဘက်ကိုပြန်ပြီးချုပ်စာလေးပြန်ထုံမယ်တစ်လက်မှာကျွန်တော်ပြည်တယ်နဲ့ပဲဆွဲလိုက်တော့နော်ဒီလိုမျိုးခုလိုမျိုးထုတ်ထားလိုက်ထုတ်ပြီးသွားရင်ကျွန်တော်ဒီမှာချုပ်စာလေးတွေတစ်ခါတည်းထုတ်ထားလိုက်ပါနော်ချုပ်စာလေးတွေ
ဆိုင်ဟောပါတစ်ခါထုတ်လိုက်ပါဒီချုပ်စာကြတော့ကျွန်တော်ပေခွေးရအခုလည်းမျိုး2ဆင့်ခွေးရတယ်နော်အဲကြမှာပို့ရလာ1ဆင့်လဲဆိုရင်လည်းရခုလိုမျိုးလေးဖြစ်သွားပြီပြောချင်တာကကျွန်တော်ဒီဟာလေးကိုဆန္ဒခောက်တယ်ခုလိုမျိုးလေးခောက်လိုက်တယ်ဒါတော့ခောက်ကမှဖြစ်ပြီးပါမယ်ခောက်ပြီးတော့ကျွန်တော်ဒါလေးကိုအခုလိုမျိုးချုပ်စာတိုင်းနဲ့ကျွန်တော်ညှက်ချလိုက်အဲ့ဒါဒီလိုချင်းချလိုက်ပြတယ်ဒါခောက်တဲ့ခါကျရင်ဥပမာဒီလိုဒဲကြီးဖြစ်ချလိုက်မှဆိုတော့ထဲထဲကိုပြန်ခောက်ရင်ထဲထဲကိုဝင်သွားမှာဒီလိုမျိုးခောက်လိုက်တော့အတိတိုင်းလေးပဲဖြစ်တယ်နော်ခောက်တယ်ပြီးတော့ခါကျရင်ကျွန်တော်ဒါလေးကိုလည်းချုပ်စာကိုတစ်ခါလဲဒီပတန်လေးရဒါချုပ်စာလဲအကုန်ပါပြီးစီတစ်ခါလဲကိုချုပ်လို့ရပါတော့နော်ခါတန်းမျိုးပတန်တင်ပြီးတော့ညှက်လို့ရတယ်တကယ်လို့တစ်ခါ design creation လုပ်တာတွေကိုလည်းကျွန်တော်နောက်ပိုင်းမှာတင်ပေးပါမယ်တင်တဲ့ဟာတွေလည်းချုပ်စာပါကျွန်တော်ဒီချာလေးပြပေးမယ်နော်ဒါဒီပတန်နဲ့ဆိုရင်နောက်ဆုံးသတို့သမီးတွေအကောင်လုံးကျွန်တော်ပွဲတက်ပုံစံအမျိုးမျိုးလည်းကျွန်တော်ချုပ်လို့ရတယ်နော်โอเคအဲ့ဆိုကျွန်တော်ဒီမှာနောက်ချမ်းလေးပြီးပြီဆိုရင်ကျွန်တော်အားကြံအောင်မယ်ဆိုတော့ထောက်ပြီးပြီထောက်ပြီးစားရတယ်ထောက်ပြီးထည့်ရနောက်ဒီမှာခွန်လေးစိတ်ရှိတယ်နောက်ချမ်းခွန်လေးစိတ်ရဲ့တစ်ဝက်ကဘယ်လောက်ဆိုတော့3-6စိတ်ဖြစ်တယ်နော်3-6စိတ်ဆိုရင်ဟိုဘက်ကို4စိတ်ဒီဘက်ကို4စိတ်ဒီမှာလည်းအဲ့တိုင်းပဲ3-6စိတ်ကိုကျွန်တော်အမှတ်လေးတစ်မှတ်မှတ်လိုက်ပါရှင်မြင်းနဲ့တန်းနဲ့နေရအောင်နော်ဒီမှာဒါဆိုရှင်မြင်းလို့လည်းကျွန်တော်သတ်မှတ်ထားလို့ရဆွဲထားလို့ရတယ်လည်းပါတယ်တောင်းမှလေးလည်းမရအားရှင်မြင်းဒီရင်မြင်းပေါ်ကပဲ3လမ်းနဲ့6စိတ်ကိုကျွန်တော်ရင်မြင်းအထိတ်ကိုလည်းမလွန်ခြင်းဘူးကျွန်တော်ဒီရင်မြင်းနဲ့အတီလေးပဲသွားကြတယ်နော်ဟုတ်မြင်းဖြောင်ဆွဲချလိုက်တယ်လိုက်ပါရင်ဒီမြင်းနဲ့လှမ်းပြီးတော့ဆက်မယ်ပြီးသွားရင်ဒီကောင်နဲ့လှမ်းပြီးတော့ဆက်မယ်အဲဆိုရင်ဒီအောက်ကိုကြတော့ကျွန်တော်အတွင်းထဲကိုကျွန်တော်ဒီဘက်ကို2စိတ်လောက်ထွက်မယ်ပေါ့နော်ဒီတောက်ကမယ်ဒီအောက်ကို2စိတ်ဒီဘက်ကို2စိတ်နော်အဲလေးကိုလှမ်းပြီးတော့ဆက်လိုက်ပါsorry ဒီအောက်ကို20ယူပါနော်ဘာလို့တော့ခါးလေးရနည်းနည်းဟိုဖြစ်နေဖြစ်တဲ့ကြောင့်လေပူနေဖြစ်တဲ့ကြောင့်ခါးလေးသေးရပြန်ဒါခန္ဓာကိုယ်ပေါ်ကြည့်ရယူရပါဘောနော်ဒါတော့အင်ကြီးရဲ့ပတ်ပတ်လဲလူကျင်တဲ့အရှိရဲ့ပတ်ပတ်လဲခါကြတော့သူကကျတော့ဒီထဲဝင်နေတယ်လေအဲကြဒါလေးနည်းနည်းလေးပူစားပြီးမှအင်ကြီးကဖြစ်ချက်နော်โอเคအားပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့ဒီမှာဒီထဲကိုဒီစိတ်ဝင်တယ်ဒါကြောစားပေးရတယ်ကြောခွက်တဲ့သူတွေအတွက်ဆိုနော်ဟိုဒီဝိုင်းခါကျတော့ဒီအောက်ကို3စိတ်လောက်ဒီကနေ့2စိတ်လောက်သတ်မှတ်မယ်ဒီအဆုံးတယ်လို့နော်အပြီးတော့ဒီမှာဒီ level မြင်းနဲ့ရှင်ကျယ်မြင်းတော့ပါပေါ့နော်ဒီတော့လောက်ကရင်လည်းကျွန်တော်လမ်းပြီးတော့ဒီစိတ်ဝင်ထားမြင်းတော့ဆက်နော်ဘယ်လိုမှလည်းဆက်လိုက်တယ်အဲ့ဒါကိုဘာလို့မလဲဆိုတော့ကျွန်တော်ကတကောင်လေးကိုစားချရတယ်နော်ဒီမှာတစ်ခါလဲစားချရမယ်ဟာနော်ပတန်းကကျွန်တော်ဒီကောင်မှာဖြတ်ချသေးဘူးနော်ဘာလို့ဆိုဒီပုံလေးကိုလည်းကျွန်တော်ဆွဲပြီးသားပုံလေးကိုတင်ပေးခြင်းလို့ဒါတော့ကျွန်တော်စားချရမယ်ဟာလေအခုဒီပတန်းလေးကိုတခြားလိုက်ကြည့်ပါတကယ်လို့အဆင်မပြေရင်ပြောပါနောက်ပိုင်းကျွန်တော်ပွဲတက်တွေဆိုရင်ပွဲတက်တို့ INU daily wit တွေပါဆိုရင်ပုံစံလေးတွေလာတဲ့ trend ဖြစ်နေတဲ့ design လေးဆိုကျွန်တော်ဒီ pattern လေးနဲ့ပြပေးမှာပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်ဒီ visit frame လေးကိုကျွန်တော်ပြပေးတာဖြစ်တယ်ဒီ frame လေးကလည်းကျွန်တော်မှာမျိုးမျိုးဆွဲလို့ရတယ်ပေါ့နော်မျိုးမျိုးဆွဲလို့ရတယ်ဆိုတာဘာရှိလဲဆိုတော့ဒီ frame ကိုကျွန်တော်မှာတခြားကိုခန္ဓာကိုတချို့လက်ပြင်ခိုင်းတဲ့သူတွေရှိတယ်ရှေ့ရင်ကျအရန်ကျင်းတဲ့သူတွေရှိတယ်ကြောကုန်းတဲ့သူတွေရှိတယ်အဲ့လိုလူမျိုးတွေနောက်ထပ်ဝါးတဲ့သူတွေရှိတယ်အဲ့မျိုးတွေကိုဆွဲတဲ့နည်းတွေလည်းရှိတယ်ပေါ့နော်တကယ်လို့ဒီ frame လေးကိုလိုက်ကြည့်တဲ့သူပေါ်မူတည်ပြီးတော့စိတ်ဝင်စားတဲ့သူများတယ်ဆိုရင်တော့ကျွန်တော်ဒီဟာလေးကို poly frame တန်းလေးကိုကျွန်တော်ဖွင့်ပေးဖို့စဉ်းစားထားတယ်ဈေးနှုန်းကလည်းအများကြီးမဟုတ်ဘူးလူတိုင်းတက်နိုင်တဲ့ဈေးနှုန်းအနေထားမျိုးလေးနဲ့ကျွန်တော်သွားပေးမယ်ပေါ့နော် poly frame ကိုဒီဟာဝါးတဲ့သူတွေရဲ့ဆိုရင်ပုံရောဒီ pattern နဲ့ပို့ပြီးအဆင်ပြေတယ်တလားဝါးတဲ့သူဆိုရင်ဘာပြောင်းသွားမလဲဆိုတော့
ကျွန်တော်ကိုယ်တိုင်းလေးတွေပြောင်းသွားမယ်ပြီးသွားတဲ့ခါကျရင်ကိုယ်တိုင်းတွက်နေတွေပြောင်းသွားမယ်နောက်တစ်ခုကကျတော့ကျွန်တော်တောက်ယူပုံယူနည်းတွေဒီဝါတဲ့သူဆိုရင်တခြားဘယ်လိုလုပ်ကြမလဲနောက်တစ်ခုကပခုံးချွန်တဲ့သူတွေနောက်တဲ့ခါကုန်းတဲ့သူတွေလက်ပြင်ကိုင်းတဲ့သူတွေအဲ့လိုလူတွေကိုပါဆွဲတဲ့ body frame အမျိုးမျိုးတင်တန်းလေးကိုနော်တကယ်လို့ဒီမှာဒီ frame လေးကိုချိန်တဲ့သူများတယ်ဆိုရင်ဒီ frame လေးကိုကျွန်တော်ပြပေးမယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်လက်မနီးဆိုပေမဲ့ဒီကောင်ကကျွန်တော်တို့ဆရာတွေအဆက်ဆက်ပြုပြင်လာတဲ့ pattern လေးတွေပေါ့နော်ဒါကိုကျွန်တော်လက်ထပ်မှာလည်းပြန်ပြီးတော့ဒီတောက်လေးတွေကိုပြန်ပြီးတော့ကက်ကက်ချက်လေးဖြစ်အောင်ကျွန်တော်ဟိုဖြစ်ထားတာပေါ့နော်ပြန်ပြင်ထားတာဒီထည်လေးကိုလည်းကျွန်တော်တစ်ထည်လောက်ကျွန်တော် simple ချုပ်ပြမယ်ပေါ့နော် pattern ကောင်းလားမကောင်းလားဆိုတာ okay ခုနားထောင်ပေးနေတာကျေးဇူးတင်ပါတယ်အခုဆိုရင်ကျွန်တော်ဒီဟာလေးပြီးသွားပြီနော်ဒါတောက်စားမဲ့ဟာလေးတော့ပြီးသွားပြီပြီးသွားတဲ့ခါကျရင်ကျွန်တော်ရှီချမ်းလေးကိုထပ်ပါမယ်နော်နောက်ချမ်းကိုကျွန်တော်စားထားတယ်ရှီချမ်းကိုလည်းကျွန်တော်ပြန်ပြီးတော့ဒီတောက်လေးပြန်စားပြီးရမစားခင်မှာသူ့ကိုထပ်ဆရာရှိရလေးကျွန်တော်ထပ်တော့ဒီတောက်လေးကိုပြန်ထပ်ကနော်ထပ်ကမှာဖြစ်တဲ့ကြောင့်ကျွန်တော်ဒီရှေ့လေးကိုအရင်ဆုံးခွဲချရှေ့ခွဲဆိုတာကျွန်တော်ဒီမှာ PP point နော် PP point အောင်ဆိုရင် PP ရတကယ်လို့ဒီအောက်ကိုရောက်နေဆိုရင်ဒီအောက်ကိုလုံးမြင်ဆွဲထားပြီးတော့ဒီလိုခွဲရအောင်နော်ပေါ့ဆိုရင်အပေါ့ကဲစက်ကူအဲ့လိုပြတ်ထွက်မသွားစေနဲ့နော်ပြတ်ထွက်သွားရင်အဆင်မပြေတော့ဟိုဒီမှာကျဆော့ပန်နဲ့ဆိုတော့လေစိုးပြီးတော့ပြတ်ထွက်သွားโอเคအဲ့ဆိုရင်ဒီပုံစံမျိုးလေးတို့ရရတိတ်လေးနဲ့ကလာနော်ဒါလေးဟိုဆော့ပန်နဲ့ဆိုတော့တိတ်ပြီးမြင်းနေရတိတိကျကျတာမထွက်ဘူးတရားဒီမှာမြင်အောင်လို့လာကျွန်တော်ဆွဲပြခြင်းဖြစ်တယ်နော်ကျွန်တော်လည်းဆော့ပန်နဲ့မဆွဲဘူးခဲတယ်နဲ့ပဲဆွဲတယ်โอเคအဲ့ဆိုရင်ဒီမှာဒါကိုလည်းအဲ့တိုင်းပဲဒီဟာနှစ်ခုရဲ့စံနာတက်တယ်ပေါ့နော်အလဲအမှတ်လောက်ကိုကျွန်တော်ဒီလိုသတ်မှတ်မယ်သတ်မှတ်ပြီးသွားတဲ့အခါကျရင်ဟိုဘက်ကို20ဒီဘက်ကို20နော်အောက်လေးဖတ်လိုက်နော်လောက်ချမ်းမှလောက်ခဲ့တဲ့အတိုင်းပဲဘလို့ပုံစံမျိုးလေးဖြစ်သွားပြီမြင်းကကျွန်တော်ဒီအတွင်းမြင်းเนาะအပြင်မြင်းမဟုတ်အပြင်မြင်းကကျွန်တော်နောက်ချမ်းမြင်းလေဒီအတွင်းမြင်းရှေ့ချမ်းမြင်းအဲဆိုဒီမြင်းလေးဖြစ်တယ်ဒီမြင်းလေးကိုကျွန်တော်အယုံဆုံးမလုပ်ခင်မှာရှေ့ချမ်းမှာနောက်ချမ်းမှာလုပ်ခဲ့တိုင်းပဲအောက်ကိုကျွန်တော်ကဘယ်လောက်လဲဆို၄စိတ်ဆင်းမယ်ဘာလို့၄စိတ်ထပ်ထားပြတဲ့ကြောင့်ကျွန်တော်ဒီမှာ၄စိတ်ပြန်ပြီးတော့ဆင်းမယ်ပြီးသွားရင်သူ့ရဲ့အတိုင်းဘယ်လောက်လဲ9ပေါ့เนาะရှင်က9ဆိုရင်နောက်ရှင်ဘက်လဲ9ကိုကျွန်တော်ဒီမှာအမှတ်လေးမှတ်မယ်ပြီးရင်ဒီအောက်ကမြင်းနဲ့ကျွန်တော်လှမ်းပြီးတော့ဆက်မယ်ဒီမြင်းမဟုတ်ဘူးเนาะဒီကောင်ကဒီမြင်းเนาะဒီမြင်းနဲ့ကျွန်တော်လှမ်းပြီးတော့ဆက်လိုက်မယ်เนาะဆက်ပြီးရတဲ့ခါကျရင်မင်းနီလေးနဲ့ဆွဲပြမယ်เนาะဆက်ပြီးရတဲ့ခါကျရင်နောက်ကလုတ်ခဲ့တဲ့အတိုင်းပဲဒီကောင်လေးကိုလည်းကျွန်တော်တောင်းမှန်လေးအပေါ်တက်လိုက်မယ်တက်ပြီးရတဲ့ခါကျရင်ကျွန်တော်သူ့ကိုလည်းအဲ့ဒါမျိုးဒီလေးစိတ်ထဲဝင်နေပါเนาะအဲ့ point လေးရဲ့ကျွန်တော်ဒီမှာရှင်းကြည့်ရှင်းကြည့်ရကြတော့ဘယ်လောက်လဲဆိုတော့ရှင်းကြည့်က9-6စိတ်ပေါ့နော်9-6စိတ်ဆိုရင်ကျွန်တော်9-6စိတ်လေးကိုဒီမှာတောက်ထပ်ပါနော်တောက်ထပ်ထားပြန်ဒီကောင်ခြုံနေတယ်ခြုံနေရဖြစ်တဲ့ကြောင့်ကျွန်တော်ဒါကိုနောက်ချမ်းမှလုပ်ခဲ့တဲ့အတိုင်းပဲအရင်ဆုံးစားချမယ် sorry ဒီကောင်ကကျွန်တော်မစားသေးပဲနဲ့ကျွန်တော်တော့လိုက်ပြီပြန်ပြီးဟိုဖြစ်ပြီမယ်နော်တိုင်းပြပေးမယ်โอเคဒါကိုကျွန်တော်တိုင်းပြထုတ်ပြပါနော်โอเคဒီနောက်ချမ်းလေးကိုကျွန်တော်ဒီလေးကိုပြန်တိုင်းမယ်ရင်ကျယ်လေးရင်လေးပြန်ဆက်မယ်โอเคကိုပဲเนาะနိုင်မယ်နိုင်ဆိုနိုင်ပြည့်ရှည်ဆိုကိစ္စမရှိဘူးအဲ့ဆိုကျွန်တော်ဒီမှာရှင်းရင်ကျယ်ရှင်းကျယ်ဘယ်လောက်လဲဆိုတော့9-6စိတ်9-6စိတ်ဆိုရင်ကျွန်တော်ဒီမှာသူ့ရဲ့အမှတ်တွေကဒီမှာ9လက်မှနဲ့6စိတ်ဒီမှတ်လေးဖြစ်တယ်နော်အဲ့ဆိုဒီ point လေးရဲ့
ဒီ point လေးရယ်ဒီဘက်ကောင်ဒီကောင် connect ဆိုရင်ဒီမှာပြန်တိုင်းကြည့်မယ် connect ရှိရယ်နော်အဲဆိုရင် point ဒီအောင်ကိုကျွန်တော်ဒီ page လေးနဲ့ဆက်မယ်နော်ဒီ page လေးရှိဖို့တော့ရှိရင်တော့ပိုပြီးအဆင်ပြေရနော်ဒါလေးကကျွန်တော်ခါတယ် white လို့ကောင်းတယ်ပေါ့နော်ချိုင်းကွေးလေးနဲ့လှတယ်ဒါလေးကျွန်တော်ဒီမှာမှင်နေသေးတယ်ပဲပေါ့ဒီမှာနည်းနည်းလေးဟိုဖြစ်တယ်ဆိုရင်ကျွန်တော်ဒါလေးနဲ့ဖြည့်ချလိုက်နော်ခုလိုပုံစံမျိုးလေးဖြစ်သွားပြီနော်မှင်နေလေးမှင်ပြရဲဆိုရန်ရှုပ်သွားမှာဆိုလို့လေနောက်တစ်ခါကျတော့ဒီကောင်တစ်ခါချုပ်စာထုတ်လိုက်မယ်နော်ခုလိုမျိုးချုပ်စာအဲ့ဆိုရင်ရအောင်လဲကျွန်တော်တောင်းမှန်လေးအပေါ်တက်ထားလိုက်ပါနော်တစ်ခါပဲပြီးရင်ညှက်ချလိုက်ပါဒါလေးကိုလည်းကျွန်တော်နောက်ချမ်းမှာညှက်ခဲ့တဲ့အတိုင်းပဲဒီလိုမျိုးလေးညှက်မယ်ညှက်ဒီလိုမျိုးလေးခောက်လိုက်မယ်ခောက်ပွားရင်စောလေးကြီးဟောက်ဒါကောင်လည်းချုပ်စာမြင်ပြန်ပြီးဆွဲရအောင်ပါနော်ဒီဗီဒီယိုလေးအပိုင်းရှိတွေကိုကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube မှာတက်ကြည့်လို့ရအောင်เนาะအဲဆိုအပိုင်းရှိတွေတစ်ခါတည်းနဲ့ကျွန်တော်အပိုင်းတွေအများကြီးကြည့်စရာမလိုတော့ဘူးပေါ့เนาะโอเคအဲဆိုရင်ကျွန်တော်ဒီမှာဒါလေးဖြစ်သွားပြီပေါ့เนาะဒီပုံစံလေးဖြစ်သွားပြီနောက်ချမ်းလေးက level လေးကိုတော့တစ်ခါတည်းlevel ကိုလောဆယ်မဖောက်ခင်မှာကျွန်တော်တောက်လေးစားမယ်ပေါ့เนาะဒီ level ကကျွန်တော်တောက်စားပေးဖို့လို့လေတောက်မစားလို့မရဘူးပေါ့เนาะတော့ level အချင်းလဲစားပါပဲအခြေလဲစားမှာကျွန်တော်ဒီကောင်လေးနဲ့ဒီတောင်လေးနဲ့ဒီပီလေးနဲ့လှမ်းပြီးဆက်ပြန်ဒီအောက်ကိုကျွန်တော်ဘယ်လောက်ဆင်းလဲဆိုတော့2စိတ်3စိတ်လောက်ကျွန်တော်တောင်လေးထပ်လိုက်နော်ဒီလေဘင်းကတောက်စားပေးရတာတောင်မစားပြီးလို့မရဘူးဟောဒီပတ်တန်းကျွန်တော် create ပြန်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်နော်โอเคအဲဆိုရင်ကျွန်တော်ဒီတောင်လေးကိုပြင်ပြီးတော့ထားပါနော်နော်ဘယ်လိုပုံစံမျိုးလေးဖြစ်သွားပြီဖြစ်သွားပြီဆိုရင်ကျွန်တော်ဒီမှာ level လေးကိုပြင်ပြီးတော့ white ကနော်အဲဆို level ကကျွန်တော်အလွယ်အဆက်လေးလွဲသွားပြီလေလွဲသွားပြီဖြစ်တဲ့ကြောင့်ကျွန်တော်ဒီကောင်လေးကို level လေးကိုပြင်ပြီးတော့ white မယ်ထောင်ကျော် level နဲ့မ white ဒီကောင်လေးနဲ့ white မယ်ပြောဟာโอเค white ပြီးသားဟာလေးကိုကျွန်တော်ဟိုင်းလက်ချလိုက်ပါအဲ့ဆိုရင်ဒီပုံစံမျိုးလေးဖြစ်သွားပြီဖြစ်သွားပြီဆိုရင်ကျွန်တော်ဒီမှာဒီနေရာလေးကိုတစ်ခါပြီးပြန်ထပ်တာထပ်ဖို့တော့ကျွန်တော်တစ်ခါထပ်ပြမယ်ဒီအောက်ကတောက်ကမျိုးကျွန်တော်ပြန်ပြီးတော့ဝိုက်ထားမယ်ဝိုက်ချမယ်ဝိုက်ချပြီးတော့ကျွန်တော်ဒီမှာအောက်မှာတကယ်လို့ကို့မှာဒီလိုကတင်မတ်ရှိနေကတင်မတ်ပေါ့နော်ကတင်မတ်မရှိဘူးဆိုတော့ကျွန်တော်ခုံဆောင်လေးနဲ့တောင်လေးညှိလို့ရတာအခုလိုမျိုးလေးတောင်လေးချမယ်ပြီးသွားရင်ဒီမှာတစ်ခါကြည့်မယ်နော်ဒီလိုနဲ့ဒီလိုတဒန်းနဲ့ကျွန်တော်သွားကြတယ်နော်အခုလိုတဒန်းနဲ့သွားကြနော်ဒီလိုမျိုးလေးတဒန်းနဲ့သွားမယ်နော်ဒါလေးကနည်းနည်းလေးပိုးသွားမယ်ပေါ့နော်ထပ်လိုက်တာ2စိတ်လောက်တော့ကျွန်တော်ပြန်လာတယ်အဲ့2စိတ်လောက်ကိုဒီမှာ
မဖြစ်ဘူးเนาะအဲ့နှစ်စိတ်လောက်ကကျွန်တော်အောက်မှာကျွန်တော်စားထားဖြစ်တဲ့အတွက်ကြောင့်เนาะဒီအောက်မှာကျွန်တော်လေးပိုက်ဆံလေးပုံထားဖြစ်တဲ့အတွက်ကြောင့်ဒီစားမရှိဘူးအားလေးကြောင့်အခုလိုထောက်လိုက်ပြန်ပြီးတော့ပြောမယ်ဆိုတော့စားလိုက်တဲ့တောက်လေးထပ်လိုက်တဲ့သဘောမျိုးပဲเนาะဒီမှာတွေ့တာကောင်းမှန်လေးဖြစ်သွားငြင်းလေးဖြစ်အောင်အခုလိုမျိုးလေးဖြစ်ကြเนาะအဲဆိုရင်သူရဲ့ပတန်လေးကအခုလိုမျိုးလေးဖြစ်သွားပြီအဲဆိုရင်ဒါလေးရဲ့ရှေ့ချမ်းပတန်လေးပြီးသွားပြီဒီကောင်လေးကကျတော့ဒါနောက်ချမ်းပတန်လေးပြီးသွားပြီเนาะဒါလေးကိုကျွန်တော်ဒီဘက်ချမ်းလေးကိုတောက်လေးကိုတစ်ခါညှက်ထုတ်ခံပါတိုက်ဆွဲကြည့်ပါတကယ်လို့ကို့မှာအစင်သက်အကုန်လုံးရှိနေဆိုရင်နောက်တစ်ခုကကျတော့ကို့အတွက်အဲ့လိုမျိုးเนาะကိုသုံးတဲ့ပတန်လေးကနည်းနည်းကို့အတွက်လိုအပ်နေတယ်လို့ခံစားနေရတဲ့သူတွေဆိုရင်ဒီပတန်လေးကိုကျွန်တော်စမ်းပြီးတော့လုပ်ကြည့်ဖို့ကြံပေးကြတယ်အများကြီးလည်းအဆင်ပြေတယ်ပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာဒီပုံစံမျိုးလေးဖြစ်သူလေးဒီနေ့ကတော့ကျွန်တော်ရှေ့ချမ်းပတန်လေးဒီကောင်လေးကနောက်ချမ်းပတန်လေးနော်ဒီပတန်လေးကိုချုပ်စာလဲအကုန်ကျွန်တော်ဒီ chain နေရာဆိုအကုန်ထည့်ပေးထားတယ်ပြီးတော့ခါကျရင်ကျွန်တော်ဒီမှာနောက်ချမ်းဆိုလဲချုပ်စာလေးအကုန်ထည့်ပေးထားတယ်ထည့်ပေးထားပြီးကျွန်တော်ဒီပတန်လေးပြီးသွားပြီကျွန်တော်နောက်တစ်ပိုင်းမှာကျွန်တော်လက်ဆွဲတဲ့ပတန်လေးကိုသွားပေးမယ်အားလုံးကျေးဇူးတင်ပါတယ်